လူတွေကွယ်လွန်ရင်ဘာကြောင့်3ရက်ထားရတာလဲလူတွေကွယ်လွန်တဲ့အခါ3ရက်ထားတဲ့ delay ကအပြည့်တစားတယောက်ဖြစ်တဲ့တီရီမာဆိုတဲ့အမျိုးသမီးကနေစတင်ခဲ့တာပါသူမကိုလူတွေမကဘူးတန်ဃာတွေကလည်းသဘောကျနှစ်သက်ကြတယ်သူမဟာဥဒ္ဒရာရဲ့ဂျေဇုကြောင့်ဘာသာရေးကိုင်းဆိုင်သူလည်းဖြစ်ခဲ့တယ်တန်ဃာ10ပါးကိုလည်းနေ့စဉ်စွန့်ကပ်လူခဲ့တယ်မြတ်စွာဘုရားရှင်ကသူမကွယ်လွန်သွားတဲ့အခါတုတ်တံမှာလင့်စင်ထိုးပြီး3ရက်ထားကရှက်ရှင်းမြေမမြုပ်ဖို့ဗိမိတာရမင်းကြီးကိုမှာကြားခဲ့တယ်3ရက်မြောက်တဲ့နေ့မှာတီရီမာရဲ့မြေမြုပ်ပွဲကိုကလေးတငယ်နာမကျန်းသူကလွဲ၍အားလုံးကြည့်ရှုရမယ်ပြက်ကွက်ခဲ့ပါကဒဏ်ငွေပေးဆောင်ရမယ်ဆိုပြီးမောင်းလဲခတ်စေခဲ့တယ်တန်ဃာအားလုံးကိုလည်းလာရောက်ကြည့်ရှုရမယ်လို့ဖျားရှင်ကမိန့်တော်မူတယ်တီရီမာရဲ့ရုပ်က3ရက်မြောက်နေ့မှာတော်တော်လေးပြည့်စည်နေပြီးဓွာရပေါက်ပေါင်းစုံကနေစီးထွက်နေတဲ့အရင်နန်းကလည်းနန်းစောနေအောင်ထောင်းထောင်းထနေခဲ့ပြီးကဘာပေါ်မှာပထမဦးဆုံးဖြစ်တဲ့လေလံပွဲကိုလည်းအဲ့ဒီအချိန်မှာစတင်ခဲ့ပါတယ်တီရီမာကိုလိုချင်ပါကအသက်ပြား1000နဲ့အပိုင်ယူနိုင်ပါတယ်တဲ့900 250အလကားပေးမဲ့ဆိုတာတောင်တယောက်မှမယူကြတော့ဘူးနောက်တော့တစ်မျိုးတီရီမာကိုချင်းချင်းနာနာခေါ်ထားမဲ့သူရှိရင်အသက်ပြား1000ပေးမဲ့ဆိုတော့လေဘယ်သူမှမယူကြတော့ဘူးပြီးတော့မှမြတ်စွာဘုရားရှင်ကမဒနာသဘောကိုတရားဟောပြီးတရဏဂုံတင်ပေးတယ်လူအများချွတ်တန်းဝင်ခဲ့ကြတယ်ထိုအချိန်ကစပြီး3ရက်ထားတဲ့ delay အတုပရှုတဲ့ delay တရဏဂုံတင်တဲ့ delay တွေစတင်ဖြစ်လာခဲ့တယ်တရဏဂုံတင်ခြင်းဟာကွယ်လွန်သူကိုတင်ခြင်းမဟုတ်ပါမတာတစ်ခေါက်ကျောင်း10ခေါက်ဆိုတာကလည်းမတာတစ်ခေါက်ပို့တဲ့အတွက်တံဝေကရပြီးကျောင်းကို10ခေါက်ရောက်သွားလိမ့်မယ်လို့ဆိုလိုတာပါမတာတစ်ခေါက်ပို့ခြင်းဟာကျောင်းကို10ခေါက်ရောက်သွားခြင်းနဲ့ကုသိုလ်တူတယ်လို့ဆိုလိုတာမဟုတ်ပါဘူး